Hello အားလုံးပဲမင်္ဂလာပါ Reader Elena Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကြီးနန္ဒာသိန်းစံရေးသားထားတဲ့မိကောင်းစီကောင်းနဲ့ခီးသွားခြင်းဆိုတဲ့စာအုပ်ထဲကအခန်းနှစ်အလှပြောက်ဆုံးခြင်းနဲ့မေတ္တာကျင့်တာတို့ပြင်လွင်ခြင်းဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးပါမယ်ရှင်စာလေးဖတ်ပြမည်Elena ကို support ပေးတဲ့အနေနဲ့Reader Elena Channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့မေတ္တာရက်ခံအပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အခန်းနှစ်အလှပြောက်ဆုံးခြင်းနဲ့မေတ္တာကျင့်တာတို့ပြေလွင်ခြင်းပြင်သစ်မြင့်တက်ဖွဲ့မှာရုပ်ရည်သားနာတဲ့ AP ဘွန်လို့ခေါ်တဲ့စစ်ဗိုလ်ကပတိန်တဦးရှိတယ် AP ဘွန်ဟာအရက်ဝတ်အရက်စားနဲ့ဆိုရင်တိတ်မထူးခြားပေမဲ့စစ်ဝတ်စုံနဲ့ဆိုရင်သူဟာအင်မတန်ကြည့်လို့ကောင်းတယ်သူ့မျက်လုံးကပြလဲလဲအယောင်ရှိတယ်မျက်လုံးမျက်ဖန်ကောင်းတယ်နှာတံပေါ်တယ်သူ့နှုတ်ခမ်းမွေးနဲ့သူ့မျက်နှာကလိုက်ဖက်တယ်ခါးသေးတယ်ရင်ကားတယ်သူ့လက်တံပေါင်တံတွေကကြစ်ကြစ်လစ်လစ်နဲ့အချိုးအစားသိပ်ကြတယ်သူ့ခန္ဓာသူ့အမူအရာတွေကဆွဲဆောင်မှုရှိလေတော့မိန်းမတွေကသူ့ကိုသိပ်သဘောကျတယ်ဒီကပတိန်နဲ့မိန်းကလေးတွေတွေ့လိုက်ရင်မိန်းကလေးတွေကအားနွယ်တဲ့အမူအရာမျိုးရှက်သွေးဖြာသွားတဲ့အမူအရာမျိုးလုပ်တတ်တယ်မိန်းကလေးတွေကဦးကောင်းလေးတွေစိုက်ကနေတိမ်တိမ်ပြီးမျက်နှာလွယ်သွားတတ်ကြတယ်ဒီကပတိန်ရှေ့ရောက်ရင်မျိုးသမီးလေးတွေဟာမလုံးမလဲနဲ့ရှက်ကူးရှက်ကန်ဖြစ်နေတတ်ကြတယ်မိမချောချောလေးတွေဟာသူနဲ့တွေ့လိုက်ရင်ကြသွားတာကြီးပဲအင်မတန်မိမဆွန်တဲ့ AP ပေါ်မှာပဲဈေးထဲကိုဒီကပတိန်သွားရင်ဆိုင်ထဲကအမျိုးသမီးလေးတွေကသူ့ကိုမတိမတာခိုးကြည့်ကြတယ်ဆိုင်ရှိကဖြတ်သွားရင်ဆိုင်ရှင်တွေရဲ့မယားတွေကလည်းသူ့ကိုပြတင်းပေါက်ကလှမ်းကြည့်တတ်တယ်ဒါကြောင့်ဆိုင်ရှင်ယောက်ျားတွေဟာကပတိန်ကိုမနာလိုဖြစ်ကြတယ်မုန်းကြတယ်ဟုတ်မှာပဲကိုယောက်ျားအနာထားပြီးတခြားယောက်ျားကိုတက်တက်မဲမဲကြည့်တာမျိုးကိုဘယ်လင်ဘယ်ယောက်ျားမျိုးကခံနိုင်မှာလဲကပတိန်ဟာအလကားဂျာသမားပါကွာလို့လင်ယောက်ျားတွေကပြောရင်မယားဖြစ်သူတွေကတိတ်မကျေနပ်ကြဘူးလင်ယောက်ျားတွေကသူတို့ကိုကပတိန်နဲ့ပတ်သက်ပြီးမိတွန်းတောက်တီးရင်မိန်းမတွေကအရေးမဆိုင်သလိုအမူအရာတွေပြတတ်ကြတယ်ကပတိန်ဟာရုပ်ရည်အင်မတန်သားနာတဲ့လူဆိုတော့မျိုးသမီးတွေရဲ့ပါဇက်ဖျားမှာသူ့အကြောင်းကိုပြောလို့မဆုံးဖြစ်နေတယ်အဲ့ဒီမျိုးမှာအလွန်ရုပ်ရည်လှပတယ်လို့ဆိုရတဲ့အမျိုးသမီးတဦးရှိတယ်သူ့နာမည်ကအီရာမာလို့ခေါ်တယ်အဲ့ဒီအမျိုးသမီးကအဲ့ဒီမျိုးကကုမ္ပဏီတထေးကြီးတဦးရဲ့ပျော်တော်ဆက်မိန်းမတဦးဖြစ်တယ်တခါပဲတွေ့တညက်နေပဲလူမျိုးလှဲလိုက်ရတယ်အီရာမာဟာကပတိန်ရဲ့ချစ်သူဘဝရောက်သွားတယ်သူတို့နှစ်ဦးဟာအတူသွားအတူလာနဲ့မခွဲနိုင်မခွာရဲ့တရွဲရွဲဖြစ်သွားကြတယ်မြို့ကလူတွေကလည်းသူတို့အကြောင်းပဲပြောနေကြတယ်သူတို့နှစ်ဦးစလုံးကလည်းတကယ်ပဲမခွဲနိုင်မခွာရဲ့မေတ္တာနောင်ကျိုးတင်းလွန်းနေကြသူတွေဖြစ်တယ်ဆိုတဲ့အမူအရာမျိုးတွေကိုအများသိအောင်ပြကြတယ်သူတို့နှစ်ဦးဟာတစ်နှစ်ပတ်လုံးအတူသွားအတူလာနေကြတယ်လူတကာကလည်းသူတို့နှစ်ဦးကိုဝိုင်းကြည့်ကြတယ်ဒီလိုဝိုင်းကြည့်ခံရတာကိုပဲသူတို့နှစ်ဦးကအရသာတွေ့ပြီးပီတိဖြာနေကြတယ်ဂုဏ်ယူနေကြတယ်ဂုဏ်ယူလောက်အောင်လဲနှစ်ဦးစလုံးကလှပတင့်တယ်သူတွေဖြစ်နေကြတယ်ကပတိန်ရဲ့စိတ်ထားကဘလို့လဲဆိုတော့သူ့ကိုလူအများကမသိပဲနေမှသာဆိုးတယ်အများကသိတယ်ဂယုစိုက်တယ်ဆိုရင်သူ့အတွက်ဂုံတူးပွဲတူတစ်ခုခုရတာကိုဂုံယူတယ်လို့ဂုံယူကြည်နူးနေတဲ့သူဖြစ်တယ်သူ့ကိုအများကဝိုင်းပြီးမနာလိုဖြစ်နေကြတာညူစုနေကြတာဟာတကယ်တော့သူ့ရဲ့အောင်မြင်ခြင်းကိုဝိုင်းပြီးဩဝါပေးနေတာလို့သူကထင်ထားတယ်ကိုသူများတွေကမနာလိုဖြစ်ရင်ကိုဟာသူများတွေထက်သာနေလို့ပဲဆိုတဲ့ခံယူချက်မျိုးသူ့မှာရှိနေဟန်တူပါတယ်။တနေ့တော့ပြင်သစ်နိုင်ငံဟာပရုရှားနဲ့စစ်ကြေညာတယ်။ဒီအခါမှာကပတိန်ရဲ့စစ်တပ်ဟာအရင်ဆုံးထွက်ဖို့အမိန့်ကျလာတယ်။စစ်မြေပြင်ကိုထွက်ခွာကာနီးမှာချစ်သူနှစ်ဦးဟာဝမ်းထဲကြေကွဲဖြစ်ကြတယ်။ခွဲရမည်ညမှာတညာလုံးနှစ်ဦးသားတွေ့ကြတယ်ချစ်သူနဲ့ခွဲခွာရမှာမို့လို့အီရာမာဟာရင်ဘတ်စီတီးနဲ့သပင်ကိုတောင်မနိုင်တော့ပဲကျန်းပေါ်မှာလူးလိမ်ငိုတယ်အိမ်တော်ပရိဘောဂတွေဟာလည်းအကုန်ကျွန်းတိုးမှခုံဖြစ်ကုန်တယ်ကပတိန်ကလည်းဝမ်းနေလွန်းလို့မျက်ရည်တွေကျနေတယ်မိုးလင်းလို့နောက်နေမှာနှစ်ဦးသားခွဲကြရတယ်အီရာမာကသူ့ချစ်သူကိုပထမစခန်းရောက်တဲ့အထိမြင်းရထားနဲ့လိုက်ပို့တယ်တက်ထွက်တဲ့အခါမှာအီရာမာကစစ်တပ်တလုံးရဲ့ရှေ့မှာပဲကပတိန်ကိုဖက်ယန်းနန်းရှုပ်နှုတ်ဆက်တယ်ဒီမြင်ကွင်းကိုမြင်တဲ့စစ်သားတွေက
လွမ်းဆွတ်ကြေကွဲခြင်းဖြစ်ကြတယ်သူတို့ရဲ့ကပတိန်ကိုကပတိန်ရဲ့ချစ်သူဟာတကယ်မေတ္တာစင်မေတ္တာမှန်နဲ့ချစ်တဲ့သူပဲတော်ပါပြီတဲ့အဖို့တန်လာတဲ့မိန်းကလေးပါပဲလို့ပြောကြတယ်အီရာမာရဲ့အမူအရာကိုအကဲခတ်ပြီးမျိုးချစ်စိတ်ရှိတဲ့သူကလေးဖြစ်တယ်လို့ချီးကျူးကြတယ်ကပတိန်ရဲ့စစ်တပ်ဟာမြေပြင်မှာပြောင်မြောက်စွာတိုက်ခိုက်နိုင်ခဲ့ကြတယ်ကပတိန်ကိုယ်တိုင်သူရတတ္တိရှိတိုက်ခိုက်ခဲ့တဲ့အတွက်ဂုံတူးဆောင်တစ်စိတ်ချီးမြှင့်ခြင်းခံရတယ်စစ်ပြီးတဲ့အခါမှာကပတိန်ဟာအီရာမာနေတဲ့မြို့ကိုပြန်လာတယ်မြို့ကိုရောက်တော့မြို့ဆောင်တပ်ကိုအုပ်ချုပ်ပြီးစခန်းချတယ်မြို့ကိုရောက်ချင်းကပတိန်ဟာအီရာမာရဲ့သတင်းကိုစုံစမ်းတယ်ဒါပေမဲ့သတင်းအတိအကျမသိရဘူးသတင်းအတိအကျမရဘူးဖြစ်နေတယ်တချို့ကအီရာမာဟာပရက်ရှားစစ်တပ်ကမေဂျာတယောက်နဲ့အိမ်အောင်ကျသွားတယ်လို့ပြောတယ်တချို့ကလည်းသူ့မိဘတွေနေတဲ့ရွာကိုပြန်သွားတယ်လို့ပြောကြတယ်ကပတိန်ဟာမြို့တော်ဝန်ရုံးကိုလူလွှတ်ပြီးတော့လူသေးစင်းမှာအီရာမာရဲ့နာမည်ပါမပါရှာကြည့်ခိုင်းသေးတယ်ဒါပေမဲ့ရှာမတွေ့ဘူးဒီလိုရှာမတွေ့တော့အဲ့ဒီမြို့ကိုသိမ်းပိုက်ခဲ့တဲ့ပရက်ရှားစစ်သားတွေကိုမဲပြီးဆဲဆူကျိမ်းမောင်းတယ်ဒီကောင်တွေကြောင့်ငါချစ်သူနဲ့မတွေ့ရတာနောက်တစ်ချီတိုက်ကြရရင်တော့ဒီကောင်တွေကိုအပြတ်ရှင်းမယ်လို့ကျိမ်းမောင်းတယ်တခုတော့နနက်မှာကပတိန်ဟာနနက်စာစားမယ်လို့လုပ်နေတော့စာတစ်ဆောင်ရတယ်သူအင်မတန်မျောလင့်တောင်းတနေတဲ့အီရာမာစီကစာပဲစာထဲမှာအီရာမာဟာစေယုံတက်နေရတဲ့ဆိုတဲ့အကြောင်းသူအင်မတန်နေမကောင်းဖြစ်နေကြောင်းသူ့ကိုလာတွေ့ဖို့အကြောင်းလာတွေ့လျင်တိတ်ပျော်မှာပဲဆိုတဲ့အကြောင်းပါတယ်ကပတိန်ဟာအီရာမာကိုတိတ်တနာသွားတယ်ဒါနဲ့နနက်စာစားပြီးချင်းစေယုံစီကိုအမြန်ထွက်လာခဲ့တယ်စေယုံကိုရောက်တော့စေယုံအတွင်းကိုလွယ်နဲ့ဝင်ခွင့်မရဘူးဖြစ်နေတယ်သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုအတော်ပြောဆိုပြီးမှဝင်ခွင့်ရတယ်တာဝန်ကျတဲ့လူငယ်တဦးကသူ့ကိုစေယုံအတွင်းခေါ်သွားတယ်သူ့လမ်းတစ်လျှောက်မှာလူနာတွေရဲ့ညှဉ်းညူတန်တွေကိုပဲကြားနေရတယ်မကြခင်မှာပဲသူ့ကိုခေါ်လာတဲ့တာဝန်ကျလူငယ်ကလူနာတွေပြည့်နေတဲ့အခန်းတစ်ခုကိုညွှန်ပြလိုက်တယ်သူညွှန်ပြတဲ့အခန်းဝစီမှာစစ်ပလစ်လို့စလုံးကြီးတွေနဲ့ရေးထားတဲ့ဆိုင်းဘုတ်ကိုတွေ့ရတယ်ကပတိန်ဟာတော်တော်ကိုလန့်သွားတယ်ရှက်ကူးရှက်ကန်လည်းဖြစ်သွားတယ်အဲ့ဒီအချိန်မှာသူနာပြုဆရာမတဦးကအခန်းတောက်မှာစီးဖြော်နေတယ်အဲ့ဒီသူနာပြုဆရာမကကျမလိုက်ပြပါမယ်သူ့ကရင်နံပါတ်က29ပါလို့ပြောပြီးကပတိန်ကိုခေါ်သွားတယ်အဲ့ဒီနောက်အိယာတစ်ခုကိုညွှန်ပြပြီးဒီမှာပါလို့ဆိုတယ်ကရင်ပေါ်မှာဆောင်းနေတဲ့ဖုံးနေတဲ့အတွက်လူနာရဲ့ခေါင်းတောင်မပေါ်တော့ဘူးဘယ်ကလေးမဲကြည့်မျက်နှာညှိုးငယ်နေတဲ့လူနာတွေကိုပဲတွေ့ရတယ်လူနာတွေထဲမှာမိန်းမပြူတွေရောမိန်းမအိုတွေရောအစုံပဲကပတိန်ဟာလက်တစ်ဖက်နဲ့အုတ်ထုပ်ကိုကိုင်ကြံလက်တစ်ဖက်နဲ့ဒလွယ်ကိုကျမ်းပေါ်မှာထောက်ပြီးသူရက်နေတဲ့ကရင်နံပါတ်29ဆောင်းချုံအောက်ကလူနာကိုအီရာမာလို့တူတူခေါ်လိုက်တယ်ဒီအခါမှာကရင်ပေါ်ကဆောင်းတွေလှုပ်ရှားလာပြီးအီရာမာရဲ့မျက်နှာကဘွားကနေပေါ်လာတယ်အီရာမာရဲ့ရုပ်ကတိတ်ကိုပြောင်းလဲသွားပြီးအလှဆိုတာကိုမျက်နှာမှာရှာလို့မတွေ့တော့ဘူးသူ့တကိုယ်လုံးလဲပိန်ချုံချိနဲ့နေတယ်တခြားတနေရာမှာသူ့ကိုမြင်ရရင်မှတ်မိနိုင်မှာမဟုတ်တော့တဲ့အလှဆင်းရဲသူလေးဖြစ်နေပြီအီရာမာအလှဆင်းရဲနေတာကိုမြင်လိုက်ရတဲ့ကပတိန်ရဲ့စိတ်ဟာလည်းချက်ချင်းပဲပြောင်းလဲသွားတယ်ဆေးရုံမရောက်ခင်ကအီရာမာကိုတွေ့ကျင်လွန်းလာတဲ့စိတ်တွေသနာကျင်လာခဲ့တဲ့စိတ်တွေဘယ်ရောက်သွားမှမသိတော့ဘူးအီရာမာဟာစိတ်သိပ်ထိခိုက်တဲ့အတွက်စကားမပြောနိုင်ပဲဖြစ်နေတယ်နောက်တော့မှအခုလိုတွေ့ရတဲ့အတွက်သိပ်ဝမ်းသာတဲ့အကြောင်းပြောပြီးမျက်ရည်တွေဖြန်ဖြန်ကျလာတယ်သူနာပြုဆရာမလာချပြီးတဲ့ခုံပေါ်ထိုင်လိုက်ရင်ကပတိန်ကဘလို့ဖြစ်ရတာလဲလို့မေးတော့အီရာမာကငိုပြီးကျမဘာဖြစ်တယ်ဆိုတာရှင်သိရောပေါ့အခန်းဝမှာစာကတ်ထားတာပဲလို့ပြန်ပြောတယ်ပြောရင်းနဲ့အီရာမာကအိယာခင်းစားကိုဆွဲပြီးမျက်နှာကိုဖုံးလိုက်တယ်ကပတိန်ဟာတိတ်ကိုစိတ်ပြတ်သွားတယ်တိတ်ကိုရှက်လဲရှက်တယ်အဲ့ဒီခေတ်ကစစ်ပလစ်ယောဂဆိုတာအင်မတန်ဂုဏ်သိက္ခာမဲ့တဲ့ယောဂဖြစ်ပါတယ်ကုစားဖို့လည်းအင်မတန်ခက်ခဲတဲ့ယောဂဖြစ်တယ်ကပတိန်ကဒီလိုယောဂကိုဘယ်လိုရတာလဲလို့မေးတယ်ပရက်ရှားစစ်သားရိုင်းဆိုင်တွေစီကပေါ့ရှင်သူတို့ကအတင်းအာရမဆိုတော့သူတို့ကြောင့်ကျမဒီယောဂရတာပဲလို့အီရာမာကဖြေတယ်ကပတိန်ဟာအီရာမာကိုကြည့်ရင်ဘာဆက်ပြောရမှန်းမသိဖြစ်နေတယ်တခြားလူတွေကလည်းသူ့ကိုဝိုင်းကြည့်နေကြတယ်ကပတိန်ဟာဈေးရုံကပုတ်စော်နန်းလာတယ်လို့ထင်နေတယ်စစ်ပလစ်ယောဂကြောင့်လူနာတွေရဲ့အသွေးသားတွေကအပုံနှံလိုက်နေတာလို့ထင်နေတယ်
အဲ့ဒီအခန်းမှာဒီလောက်မတရီစရာရှက်စရာယောဂကိုရနေတဲ့မိန်းကလေးတွေအများကြီးပါလားလို့လည်းတွေးနေတယ်ဒီအတွေးတွေနဲ့သာနိုင်တိုင်ကြီးဖြစ်နေတယ်ရှက်လဲရှက်နေတယ်အီရာမာကိုတွေ့ရင်ယူရလိုက်မယ်ကျင်နာလိုက်မယ်ဝိဖက်လိုက်မယ်ဆိုတဲ့စိတ်မျိုးတွေသူ့စီမှာတခုမှရှိဖို့မပေါ်တော့ဘူးအီရာမာကကျမကတော့အသေးတော့မှာပါပဲဆရာဝန်ကကျမယောဂကျွမ်းနေပြီလို့ပြောတယ်လို့ညင်းညင်းညူညူပြောလိုက်တယ်အီရာမာဟာကပတိန်ကိုလှမ်းကြည့်ရင်ကပတိန်ရဲ့ရင်ဘတ်မှာဆွဲထားတဲ့တံဆိပ်တစ်ခုကိုမြင်လိုက်တယ်ဒီအခါမှာအီရာမာကအလိုလေးရှင့်ကိုခုလိုတိုင်းပြည်ကအကုန်ပြုကြတယ်ဆိုတော့ကျမကျေနပ်ပါပြီကျမဝမ်းသာလွန်းလို့ရှင့်ကိုဟောဒီလိုပွေ့ဖွဲ့ချင်လိုက်တာလို့ဆိုတယ်ဒီစကားကိုကြားလိုက်တော့ကပတိန်ဟာလန့်ဖြတ်သွားတယ်ဟိုတုန်းကလိုအီရာမာလှချမ်းသာနေရင်တော့ဒီစကားမျိုးကိုသူဘလောက်ကြည်နူးလိုက်မလဲခုတော့စစ်ပလစ်ယောဂတဲ့ကြီးကသူ့ကိုပွေ့ဖက်မှာကိုကြောက်ရွံ့နေပြီးဟိုအရင်အီရာမာအလှချမ်းသာတုန်းကတော့ကပတိန်ဟာအီရာမာကိုမြူထားမတက်ငုံထားမတက်မမမောမောနဲ့ပွေ့ဖက်ခဲ့တာပဲခုတော့ကပတိန်ဟာငုံထားခြင်းဖို့နေသာအန်ဂျင်နေမှာပဲတကယ်လို့များအီရာမာကသူ့ကိုထပြီးပွေ့ဖက်လိုက်ရင်ဘလောက်ကြောက်စရာကောင်းလိုက်မလဲလို့သူကတွေးနေမိတယ်ဒီအတွေးနဲ့အတူသူဟာထွက်ပြေးခြင်းစိတ်ပေါက်နေတယ်အီရာမာနဲ့ဝီဝီမှာတန်ရှင်းတဲ့လေးကိုရှူရှိုက်ရရင်ကောင်းမှာပဲလို့တောင်းတနေတယ်ဒါပေမဲ့ချက်ချင်းနှုတ်ဆက်ပြီးပြန်သွားရမှာကလည်းမကောင်းတတ်တော့အောင့်အီးပြီးနေရတယ်အရင်ကလိုသာအီရာမာလှနေသေးရင်ပြန်ပါလို့တွန်းထုတ်တောင်သူပြန်မှာမဟုတ်ဘူးအခုတော့အချစ်တွေကကုန်နေပြီစိတ်တွေကကုန်နေပြီစိတ်ကုန်နေတော့သူကအီရာမာကိုမင်းကကိုမဂယူးမဆိုင်ပဲလို့ပြစ်တင်လိုက်တယ်ဒါကိုကြားတော့အီရာမာကဒေါသဖြစ်သွားတယ်ဟုတ်တာပေါ့ကျမကိုကျမဘယ်ဂယူးဆိုင်နိုင်မှာလဲကျမသူတို့ကိုကလပ်စားချီဖို့ပဲဂယူးဆိုင်နေတာကျမကသူတို့ကိုအယမ်းပြန်တက်ချင်နေတာဒီတော့ကျမကလည်းတက်နိုင်သမျှကျမမှာရနေတဲ့ယောဂနဲ့ပြန်တက်တာပဲပရက်ရှားတွေမျိုးကိုတင်ထားသမျှကာလပတ်လုံးကျမလည်းကျမကျမ်းမာရေးအတွက်နည်းနည်းမှပြန်မကြည့်ဘူးဒီကောင်တွေအားလုံးသိရင်ပြီးရောအီရာမာကဒေါနဲ့မောနဲ့ပြန်ပြောတယ်အီရာမာဟာသူပြောတဲ့အတိုင်းသူ့စီကယောဂပရက်ရှားစစ်သားတွေစီကူးဆက်ပြီးယောဂရလေအောင်တွေ့သမျှစစ်သားတွေနဲ့တွဲတယ်ဒါကိုအီရာမာကကျမကောင်းကောင်းလက်စားချေလိုက်ရပြီသူတို့ကိုယောဂကူးဆက်ခိုင်းပြီးတက်ခဲ့လို့တေကုန်ကြတာမနှဲဘူးလို့ဒေါနဲ့မောနဲ့ပြောနေတယ်အီရာမာပြောတာကိုနားထောင်နေရပေမဲ့ကပတိန်စိတ်ကတော့ပြန်ကျင်လာပြီအီရာမာနဲ့ဝီယာကူရောက်သွားခြင်းလာပြီအီရာမာအလှဆင်းရဲတာနဲ့တပြိုင်နက်နားမှာတောင်မနေလို့တော့ဘူးဒါကြောင့်စကားပြောရတာတော့ကောင်းပါလေဒါပေမဲ့ပြန်အောင်မှထင်တယ်အလုပ်တစ်ခုချိန်ထားတာရှိသေးတယ်လို့ကပတိန်ကအကြောင်းပြပြီးစကားဖြတ်ဖို့ကြိုးစားတယ်ဒီအခါမှာအီရာမာကဝမ်းနေတန်နဲ့ရှင်ကလည်းရောက်လို့မှမကြသေးဘူးပြန်ကျင်လှပြီလားရှင်လို့ဆိုတယ်ဒါနဲ့ကပတိန်ကလည်းမပြောချင်နဲ့စကားဆက်ပြောနေရတယ်ဟိုတုန်းကလိုသာအီရာမာလှမယ်ဆိုရင်ခုလိုစကားပြောရတာကိုအားမရနိုင်လောက်အောင်ကိုရှိမှာပဲအချိန်တွေမကုန်ပါစေနဲ့လို့ဆူတောင်းနေမှာပဲခဏကြာတော့အီရာမာကကပတိန်ကိုအချစ်ရဲ့သူနာပြုဆရာမလည်းနားမှာမရှိတော့ပါဘူးအချစ်မပြန်ခင်ကျမကိုတစ်ခါတော့နမ်းစမ်းပါလို့ဆိုတယ်အဲ့ဒါမှဒုက္ခပဲကပတိန်ရဲ့စိတ်ထဲမှာအီရာမာကိုနမ်းဖို့အင်မတန်ဆက်ဆုပ်နေတယ်ဟိုအရင်ကနဲ့အင်မတန်ကိုကွာခြားနေတယ်ဒါပေမဲ့မလွဲတာတော့လို့အီရာမာရဲ့နဖူးဆန်စာကိုမတရီစရာအရာတစ်ခုကိုနမ်းတယ်လို့နမ်းတယ်ညနိုးတဲ့စိတ်ဆိုလို့နည်းနည်းမှမရှိဘူးအီရာမာကကပတိန်ရဲ့ယူနီဖောင်းအင်ဂျီအပြာကိုဖယ်ရင်းနမ်းရှုပ်တယ်နမ်းရင်းကကျမစီကိုလာအောင်မယ်မဟုတ်လားဆက်လာနော်လို့တွတ်မာနေတယ်ကပတိန်ကမြန်ပြန်ရရင်ပြီးရောဆိုပြီးဇာတာပတိနေ့နေ့လယ်2 နာရီလာခဲ့မယ်လို့ဂရီပေးလိုက်တယ်ခန်းထဲကလူတွေကပြူတူပြဲတဲနဲ့ဝိုင်းကြည့်နေတဲ့အတွက်ကပတိန်ဟာချက်ကိုချက်ကန်းကြီးဖြစ်နေပြန်တယ်သူအရဲ့မျက်နှာကိုလူမမှတ်မိလေအောင်ဆိုတဲ့သဘောနဲ့ကုတ်ချောင်းလုပ်ပြီးပြင်ကိုထွက်တယ်လမ်းပေါ်ရောက်မှပဲတက်ကောင်းသူရှုနိုင်တော့တယ်အဲ့ဒီညနေမှာသူ့ရဲဘော်တွေကသူ့ကိုအီရာမာအကြောင်းဝိုင်းမေးကြတယ်ကပတိန်ကအီရာမာအဆုတ်ယောဂနဲ့နေမကောင်းတဲ့အကြောင်းမပြောချင်နဲ့ပြောပြတယ်ဒါပေမဲ့လက်ထဲကလူတွေဟာသူနဲ့အီရာမာအကြောင်းတော်တော်ကိုတီထားနှင့်ကြပြီးအီရာမာဟာပရက်ရှားစစ်ဦးစီးဌာနကမေဂျာတဦးနဲ့လက်ထပ်တယ်လို့လည်းတချို့ကပြောကြတယ်
ဒီလိုလက်ထပ်တာဟာမိဂျာကိုအမြင်ကဲလို့လက်ထပ်တာဖြစ်တယ်လို့လည်းပြောကြတယ်။အဲဒီလိုလက်ထပ်ပြီးတဲ့နောက်မှာအီရာမာဟာပရက်ရှားမြင့်တက်ကကာနယ်ဂျီနဲ့အတူမြင်းစည်းထွက်လေ့ရှိတယ်လို့ဆိုကြတယ်။ဒါကြောင့်မြို့သူမြို့သားတွေကအီရာမာကိုပရက်ရှားစစ်တပ်ကြီးတစ်တပ်လုံးနဲ့ပေးစားပြီးအတင်းစကားပြောနေကြတယ်လို့လည်းဆိုတယ်။ကပတိန်ကိုတစ်တပ်လုံးကလောင်ပြောင်နေကြတော့တာပဲ။ကပတိန်ဟာနေစရာတောင်မရှိဘူးဖြစ်နေတယ်။အီရာမာစီကလည်းဆေးရုံလာဖို့ခေါ်တဲ့စာခဏခဏသူ့စီရောက်နေတယ်။ကပတိန်ကရောက်လာသမျှစာတွေကိုစုပ်ပြဲပစ်တယ်စာလည်းမပြန်ဘူး။နောက်ဆုံးမှာဆေးရုံကလူနာတူဦးတည်ရင်ခရီးယန်ထုံးစံအရကျန်းစာဖတ်ပြီးတကြိုပေးရတဲ့ခရီးယန်သင်းအုပ်ဆရာကြီးစီကစာတစ်စောင်ရတယ်။စာထဲမှာအီရာမာဟာမျှော်လင့်စရာမရှိတော့တဲ့အတွက်ကပတိန်ကိုယ်တိုင်လာခဲ့ဖို့အကြောင်းပါရှိတယ်။ဒီတစ်ချိန်မှာတော့သူမငင်းသာတော့တဲ့အတွက်ဆေးရုံကိုသွားရတယ်။ဆေးရုံကိုရောက်လို့အီရာမာကိုတွေ့တော့အရင်ကလိုပဲခြေအနေမပြောင်းတာကိုတွေ့ရတယ်။ဒါကြောင့်အီရာမာကသူ့ကိုညာပြီးခေါ်တာလို့ယူဆပြီးမင်းငါကိုဘာလို့ဖို့ခေါ်တာလဲလို့မကြည်မနှံ့နဲ့မေးတယ်။ကျမရှင်ကိုမတွေ့ရတော့ဘူးထင်တယ်။ဒါကြောင့်နောက်ဆုံးတွေ့ချင်လို့ခေါ်တာလို့အီရာမာကပြောတယ်။ဒီစကားကိုကပတိန်ကမယုံဘူး။ဒါကြောင့်ဒီမှာငါပြောမယ်။မင်းကြောင့်ငါကိုတစ်သက်လုံးကဝိုင်းပြီးလောင်ပြောင်နေကြပြီ။ဒီတော့နောက်ထပ်လူရည်စရာမဖြစ်စေချင်ဘူးလို့လေသံမာမာနဲ့ပြောတယ်။ဒီအခါမှာအီရာမာကအလိုရှင်ကျမရှင်ကိုလူရည်စရာဖြစ်အောင်ဘယ်တော့မှလုပ်ခဲ့ဘူးလို့လဲလို့မေးတယ်။အီရာမာမေးတာကိုမဖြေတတ်တဲ့အတွက်ကပတိန်ကငိုင်တိတ်ငိုင်တိုင်ဖြစ်နေတယ်။ဒါပေမဲ့သူပြောလက်စစကားကိုဆက်ပြီးမင်းကြောင့်ငါကိုလူတကာပြောင်လောင်နေတဲ့အထဲကမင်းစီကိုအခုလိုလာရတာမလွယ်ဘူးကွလို့ပြောလိုက်တယ်။အီရာမာဟာကပတိန်ကိုကြည့်ရင်ဒေါသဖြစ်လာတဲ့လက္ခဏာနဲ့ကျမဘာများလုံးမိလို့လဲရှင့်ကိုတွေ့ချင်းကျမကခရမလုံးမိလို့လားဒါမှမဟုတ်တခါတလေရှင့်ကိုကျမဟိုဟာလိုချင်တယ်ဒီဟာလိုချင်တယ်လို့တောင်းဆိုမိတာများရှိလို့လားပြောပါဦးရှင့်အတွက်ကြောင့်သာကျမဘဝကိုဆွန့်လွတ်ခဲ့ရတာရှင့်အတွက်ကြောင့်သာမဟုတ်ရင်ကျမရဲ့ပထမယောက်ျားတထေးစီမှာအေးစစ်စစ်နေုံပေါ့အခုလိုဘဝမျိုးဘာမှရောက်เสียမရှိဘူးကျမကိုတခြားသူလိုပြစ်ပြီးပြေးနိုင်တယ်ဒါပေမဲ့ရှင်တယောက်ကတော့ကျမကိုအပြစ်မတင်သင့်တာအမှန်ပဲလို့ပြောတော့ကပတိန်ကမင်းကိုအပြစ်တင်တာမဟုတ်ပါဘူးငါပြောချင်တာကငါဟာနောက်ကိုမင်းစီလာပြီးမကြည့်နိုင်တော့ဘူးဆိုတာပဲမင်းနဲ့ပရက်ရှားစစ်သားတွေအကြောင်းကိုတမျိုးလုံးကပြောဆိုနေကြတာတိတ်ကိုရှက်ဖို့ကောင်းတယ်လို့ပြောလိုက်တယ်ဒီစကားကိုကြားလိုက်တော့အီရာမာဟာအိယာတွေကငေါက်ခနဲထထိုင်လိုက်တယ်ပြီးတော့ဒေါနဲ့မော်နဲ့အီရာမာကပြောတယ်ပရက်ရှားစစ်သားတွေနဲ့ကျမအကြောင်းလားဒီစစ်သားတွေကျမကိုမတရားပြုကျင့်တဲ့အကြောင်းပြောခဲ့ဘူးသားပဲသူတို့နဲ့တရွဲလုပ်ခဲ့တာဟာအခြားကြောင့်မဟုတ်ဘူးသူတို့ကိုကျမယောဂပေးပြီးတက်ချင်လို့ကျမကျမ်းမာရေးတောင်မငယ်ဘူးအဲ့ဒီတုန်းကကျမယောဂကိုပြအောင်ကုချင်တယ်ဆိုရင်ဖြစ်သားပဲမခက်ပါဘူးဒါပေမဲ့သူတို့ကိုတက်ချင်လို့ရှင်ခုကျမတက်ခဲ့တာအများကြီးဒါပေမဲ့မင်းပါပြောဒီယောဂမျိုးရတာကတော့ရှက်စရာကြီးလို့ကပတိန်ကပြောတော့အီရာမာကပိုပြီးဒေါသဖြစ်လာတယ်ဘာရှက်စရာကြီးရမလဲသူတို့ကိုတည်ရဲတာဘာရှက်စရာကြီးလဲကျမအိမ်လာတော့ကတော့ရှင်ဒီလိုမပြောပါလားအခုမှရှက်တဲ့လားဒီမှာရှင်အခုရထားတဲ့ဘွဲရစိတ်ဆိုတာကျမလိုထိုက်တန်လို့ရတာမဟုတ်ဘူးရှင်ကျမကရှင့်ထက်ဂုံဒူးဝယ်ဒူးနဲ့ထိုက်တန်တယ်ပရက်ရှားစစ်သားတွေကိုကျမကရှင့်ထက်ပိုပြီးတတ်နိုင်တယ်ဒါကြောင့်ကျမကရှင့်ထက်ပိုပြီးဝယ်ဒူးဂုံဒူးနဲ့ထိုက်တန်တယ်လို့ပြောလိုက်တယ်အီရာမာရှိမှရက်နေတဲ့ကပတိန်ဟာဒေါသတွေနဲ့ဆက်တုံနေတယ်အီရာမာကိုဒီအကြောင်းတွေမပြောနဲ့လို့ဟန်တားပေမဲ့အီရာမာကတော့မရက်ဘူးဆက်ပြောတော့တာပဲရှင်ကပရက်ရှားစစ်သားတွေကိုဘလောက်များချီမုန်းနိုင်ခဲ့လို့လဲပြောစမ်းမအောင်ရှင်တို့ကသာပရက်ရှားစစ်သားတွေကိုမြို့ထဲမဝင်နိုင်အောင်ဟန်တားနိုင်ခဲ့ရင်ကျမလည်းဒီဘဝရောက်မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားရှင်ဘာပြောနိုင်သေးလဲတကယ်တော့ကျမကသာရန်သူတွေကိုချီမုန်းခဲ့တာရှင့်ထက်ပိုပြီးချေမုန်းနိုင်ခဲ့တယ်ဒီလိုချေမုန်းခဲ့လို့ကျမလည်းယောဂရပြီးအခုသေရတော့မယ်ရှင်ကတော့ပျော်လို့မော်လို့မိမတွေနဲ့တွဲဖို့သာစောင့်မျှော်လင့်နေတာအီရာမာစကားတန်ကြောင့်တခြားလူနာတွေကခေါင်းထောင်ထပြီးကပတိန်ကိုဝိုင်းကြည့်ကြတယ်ကပတိန်ကအီရာမာကိုဟန်တားပေမဲ့အီရာမာကမနေဘူးအော်ပြီးပြောလိုက်ပြန်တယ်ကျမကရှင့်အကြောင်းသိပါပြီရှင်ခုနေအခါရှင်ကအာဇာနည်ကြီးဆိုပြီးဝင့်ဝါနိုင်ပြီပေါ့ဒါပေမဲ့ရှင့်ကိုကျမပြောလိုက်ပါမယ်ရန်သူတွေကိုကျမချေမုန်းခဲ့တာရန်သူတွေကိုကျမတတ်ခဲ့တာတွေဟာရှင်တို့စစ်တပ်တရက်လုံးက
တက်ခဲ့တာထက်ပိုပြီးများတယ်ကျမကပိုပြီးတက်နိုင်ခဲ့တယ်ရှင့်ကဲဘာပြောချင်သေးလဲလကားတတိမရှိပဲနဲ့ဒီစကားတွေကိုကြားတော့ကပတိန်ဟာခြာကနေလှည့်ထွက်သွားတယ်တကယ်တော့ဒီလိုလှုပ်ခြင်းဟာထွက်ပြေးခြင်းပါပဲကပတိန်ဟာလူနာဂရနီကြားကခြေလန်းကျဲကြီးနဲ့ထွက်သွားတယ်ဒါပေမဲ့ကျမရန်သူတွေကိုရှင်းထက်ပိုပြီးတက်နိုင်တယ်ဆိုတဲ့အီရာမာရဲ့အသက်ငယ်နေသလိုအတန်ကသူ့နောက်ကိုလိုက်နေသလိုပဲတဲ့ကပတိန်ဟာအီရာမာရှိရာစီယုံကိုဘယ်တော့မှခြေဦးလဲတော့မှာမဟုတ်ပါဘူးနောက်နေ့မှာအီရာမာကွယ်လွန်သွားပါတယ်ကပတိန်အေဘီဘွန်နဲ့အီရာမာရဲ့အဖြစ်အပျက်ကိုမောပါစွန်ဖွဲ့ဆိုထားတာဟာညနိုးပွဲကောင်းလာပါတယ်ဒီမှာတော့စကားအဖြစ်ပြောနေရတော့နားထောင်ရတာအရသာတိတ်ရှိနိုင်မှာမဟုတ်ပါဘူးဖတ်ကြည့်ဖို့ကောင်းပါတယ်အေဘီဘွန်နဲ့အီရာမာတို့ရဲ့ဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်အီရာမာအလှချမ်းသာတုံးချစ်ပွဲကောင်းတုံးကတော့ကပတိန်ဟာအီရာမာအတွက်တကယ်ဘဝအဖော်မွန်တစ္ဆာရှင်မိတ်ဆွေကောင်းကြီးလိုဖြစ်ခဲ့တာပဲဒါပေမဲ့အလှလဲပြဲရောဟိုတုန်းကအစွမ်းကုန်အီရာမာအပေါ်ချစ်ခဲ့တဲ့စိတ်တွေကွဲကွာနေတုန်းကအလွမ်းဆွတ်တန်းတာတွေတွေ့လိုက်ခြင်းမြင်လိုက်ခြင်းနဲ့အာသာဆန္ဒတွေကျင်နာတနာတာတွေကကပတိန်စိတ်ထဲကချက်ချင်းရှောကြပျောက်ပြက်သွားကြတယ်အလှတရားကုံဆုံးခြင်းနဲ့ထပ်တူပဲတစ္ဆာမေတ္တာဟုသမျှဟာလည်းပျောက်ပြက်ကုန်တော့တာပဲအလှရှိတုန်းကတိတ်ချစ်ခဲ့တာတိတ်တစ္ဆာရှိခဲ့တာကိုချစ်သူအတွက်အရေးကြုံရင်အသက်ပါဆွန့်လိုက်ပါမယ်ဆိုတာတွေဟာအလှဆင်းရဲသွားခြင်းနဲ့အတူချုပ်ပြောက်တာမြန်လွန်းလာပါတယ်တိတ်ကိုချစ်မြတ်လို့တဲ့အဖြစ်မှတိတ်ကိုရွှေရှာဆက်ဆုပ်တဲ့အဖြစ်ကိုချက်ချင်းရောက်သွားတယ်တစ်ဖက်သောရှုထောင့်ကကြည့်မယ်ဆိုရင်အီရာမာဟာရန်သူတွေကိုချေမှုန်းရင်းသူ့ဘဝကိုစွန့်ခဲ့တဲ့ကိုကြိုးမကြည့်ခဲ့တဲ့တကယ်သူရဲကောင်းမလေးပဲဒါပေမဲ့အလှမရှိတော့လို့သူရဲကောင်းဖြစ်မြန်လို့ရခံမှန်းတော့မသိတော့ဘူးအလှချမ်းသာပြည့်စုံနေတဲ့အချိန်တွေမှာကို့အနီးပတ်ဝန်းကျင်ကမိတ်ဆွေအပေါင်းအသင်းချစ်သူခင်သူတွေဟာဘလောက်ပဲကို့အကြိုက်လိုက်ပြီးဘလောက်ပဲကို့အကြိုက်ကိုအမျက်တနိုးဆောင်နေနေသူတို့ကိုတကယ်မိတ်ဆွေကောင်းဖော်ကောင်းချစ်သူကောင်းရဲ့လို့မယူဆနိုင်သေးဘူးအီရာမာလိုဘဝတကွေကွေခရီးတနေရာမှာဒုက္ခနဲ့ကြုံလိုက်ရတဲ့အခါအလှဆင်းရဲသွားတဲ့အခါကြတော့မှကို့အနီးဝန်းကျင်မှာပေါင်းသင်းဆက်ဆံရသူကိုတကယ်သစ္စာရှိတဲ့အဖော်ကောင်းဟုတ်မဟုတ်ချစ်သူကောင်းဟုတ်မဟုတ်သိနိုင်တာပဲအလှဆင်းရဲသွားတဲ့အခါရောက်တော့မှတစ်ဖက်လူဟာကိုကိုအလှချမ်းသာခြင်းတုန်းကတကယ်မေတ္တာကျင်နာနဲ့ချစ်မြတ်နိုးခြင်းပဲလားဒါမှမဟုတ်အပေါ်ယံအရေးပြားလှကိုတဏှာရာဂနဲ့တက်မဲ့ပြီးတရှိုင်မက်မက်မူမူရရချစ်နေခဲ့ခြင်းပဲလားဆိုတာကိုလည်းခွဲခြားသိနိုင်တော့တာပဲထိုနည်းတူကိုကပစ္စည်းဥစ္စာဆင်းရဲသွားတဲ့အခါယာရုဌာနံတရဆင်းရဲသွားတဲ့အခါကြော်စောမှုတွေမရှိတော့တဲ့အခါမှာကို့အနီးဝန်းကျင်မှာပေါင်းသင်းဆက်ဆံရနေသူတွေဟာမိတ်ကောင်းဆွေကောင်းအဖော်ကောင်းဟုတ်မဟုတ်သိရတော့တာပါပဲ